ကိုအောင်တို့ကသူများတွေလိုမျိုး digital ကနေပတ်စံနေရတယ်တလားကိုဒေါ်လာ200 300 1000ချီအဲ့လိုမျိုးရဖို့အတွက်ပေါ့နော်ကိုအောင်တို့ဒီ CN လမ်းကြောင်းကိုလာပြီးဆိုရင်စားတက်လာပြီးဆိုရင်ဒီ mindset ကိုအောင်တို့ရှိဖို့လိုအပ်တယ်ပထမ mindset ကဘာလဲဆိုရင်ကိုအောင်တို့ကဒီလမ်းကြောင်းကိုတက်လာတာကြတော့ content creator တယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်တို့ကဘယ်လိုပြောမလဲရသည်ဖြစ်စေမရသည်ဖြစ်စေဒီလမ်းကြောင်းကိုမှန်ကန်စွာကိုအောင်တို့သွားမှာပေါ့နော်ဘာကြောင့်ဒီ mindset ရှိရမှာလဲဆိုတော့ content monetization မပွင့်လာတဲ့အခါကျရင်လူတွေကအရှုံးပေးချင်ကြတယ်ရှုံးပေးတယ်ဆက်လုပ်ဖို့အတွက်ခွန်အားတွေမရှိဘူးပေါ့နော်ဒါကြောင့်မို့ပထမဦးဆုံးဒီ digital နဲ့ကိုအောင်ပတ်စံရှာတော့မယ်ဆိုရင်ဒီ mindset ရှိမှပဲကိုအောင်တို့ဆက်သွားတာပို့ပြီးတော့အဆင်ပြေမယ်နောက်တစ်ခုကျတော့ကိုအောင်တို့ mindset ကောင်းပြီဆိုရင်ကိုအောင်တို့ဒီ content creator တယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုတီးဖြတ်တဲ့စကေးတွေကိုများများလေ့လာဖို့လိုအပ်တယ်ပေါ့နော်ဗီဒီယိုဘယ်လိုမျိုးအလင်းမှောင်ချိန်ရမလဲဘယ်လိုမျိုးပုံစံရရင်ကိုရဲ့ဗီဒီယိုကလူတွေစိတ်ဝင်စားမလဲပေါ့နော်ဘယ်လိုမျိုးပုံစံတွေကိုစကားပြောမယ်ဆိုရင်လူတွေစိတ်ဝင်စားမလဲဆိုတာကိုကိုအောင်တို့ကဒီအပိုင်းကိုအတတ်နိုင်ဆုံးလေ့လာသင်ယူဖို့တော့လိုတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုအောင်တို့ဒီ CN နဲ့ပတ်စံရှာမှာဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံး mindset ကောင်းရမယ်ဒုတိယမှာကိုအောင်တို့ဒီနည်းပညာအပိုင်းတွေကိုလည်းအနည်းငယ်လောက်တတ်ဖို့လိုတယ်ပေါ့နော်ဒါဆိုရင်တော့လူများတွေဒီ digital ကနေပတ်စံရတယ်လို့ကိုအောင်တို့ရမှာပေါ့နော်ချို့ကဆိုရင်ဘာမှမလောက်တတ်ပဲနဲ့ဒီဘယ်လိုပြောမလဲ Facebook ကပတ်စံဒီတိုင်းပဲပေးတယ်လို့ထင်ကြတယ်ပေါ့နော်အမှန်ဆိုရင်ကိုအောင်ပြောပြမယ်ဒီ CN လမ်းကြောင်းကိုရောက်လာလို့ရှိရင်ဒီ mindset နှစ်ခုကိုအောင်တို့ရှိဖို့လိုအပ်တယ် mindset နဲ့ဒီလောက်ရက်ကိုအောင်တို့မှရှိမှပဲအောင်တို့ဒီလမ်းကြောင်းကိုတွားရတာပို့ပြီးတော့အဆင်ပြေမယ်အခု social media မှာပတ်စံတွေရနေတဲ့ creator တွေဆိုရင်လည်းပဲသူတို့ကိုယ်တိုင်ကလည်းအဲ့လိုမျိုးပဲ creator တွေတော့အမျိုးမျိုးရှိတယ်ပေါ့နော်တချို့ကဆိုရင်ပတ်စံကိုပဲဖိရှာတဲ့ creator တွေရှိတယ်တချို့ကဆိုရင် personal brand ကိုတည်ဆောက်တဲ့ creator တွေရှိတယ်ဒီလူအုပ်စုနှစ်အုပ်စုကြတော့ပထမဦးဆုံးအုပ်စုကြတော့သူတို့ personal brand ကိုတည်ဆောက်တဲ့အခါကျတော့သူတို့ဒီရေရှည်သွားလို့ရတယ်ဒီဒေါ်လာငွေကိုပဲဖိရှာတဲ့ဒီ personal brand ကိုမရှိရင်ပြီးရောပေါ့နော်ဒေါ်လာရရင်ပြီးရောဆိုတဲ့လူတွေကြတော့သူတို့ရေရှည်သွားလို့မရဘာကြောင့်လဲဆိုတော့သူတို့တွေ့သမျှ content တွေတင်တယ်ပေါက်နိုင်တဲ့ content တွေသူတို့တင်တယ် ration တွေလောက်တယ်အဲ့လိုမျိုးတွေကြတော့ရေရှည်သွားလို့မရဘူးပေါ့နော်ဒါကြောင့်မို့ကိုအောင်တို့ဒီဘယ်လိုပြောမလဲဆိုရင် digital နဲ့ပတ်စံရှာမယ်ဆိုရင်လည်းပဲ digital ကပတ်စံတစ်ခုပဲကိုအောင်တို့တွက်လို့မရဘူးကိုအောင်တို့က personal brand လဲတစ်ခါတည်းတွဲသွားမယ်ဆိုရင်ပို့ပြီးတော့ရေရှည်သွားလို့ရတယ်နောက်တစ်ချိန်မှာကိုအောင်တို့ဒီ digital ကနေပတ်စံမရရင်တော့မှတခြားတော့ဒီဘယ်လိုပြောမလဲကိုအောင်တို့စီးပွားရေးတစ်ခုခုကနေပတ်စံရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဝင်ငွေကတစ်လန်းချောင်းနဲ့မဟုတ်နှစ်လန်းချောင်းဖြစ်သွားတယ်ပေါ့နော်ချို့ကဆိုရင်ဒီငွေကိုပဲဖိရှာတဲ့အခါကျတော့ပတ်စံကတော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ Facebook program ကြတော့ကိုအောင်တို့နည်းနည်းမှားလို့မရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်မို့ကိုအောင်တို့ CN နဲ့ပတ်စံရှာမယ်ဆိုရင်ပထမဆုံး mindset လဲကောင်းရမယ်ပြီးလို့ရှိရင်ကိုအောင်တို့စူးစမ်းမှုလဲရှိရမယ်သင်ယူမှုလေးလာသင်ယူမှုပေါ့နော်ကိုအောင်တို့ content creator တယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုနဲ့ပတ်သက်တာတွေများများလေ့လာဖို့လိုအပ်တယ်များများလေ့လာပြီးတော့များများလက်တွေ့လုပ်ဖို့လဲလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့အခုချိန်မှာဒီ social media ကိုတက်လာပြီးတော့ digital နဲ့ကိုအောင်တို့ပတ်စံရှာခြင်းတဲ့ creator အသစ်တွေအားလုံးဒီအချက်တွေရှိတယ်ဆိုရင်လုံးဝပတ်စံရှာလို့မခက်ပါဘူးတကယ်လို့အခြေခံဘာမှမလုပ်တတ်သေးဘူးဆိုရင်ကိုအောင်ဖွင့်ထားပေးတဲ့အခြေခံသင်တန်းပေါ့နော်အဲ့ဒီသင်တန်းမှာဆိုရင်အများကြီးသင်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်ဝင်ရောက်လေ့လာလို့ရပါတယ်ကဲဒါကြောင့်မို့အခုမှစပြီးတော့လှမ်းလာတဲ့ creator တွေအားလုံးပေါ့နော်ကိုအောင်တို့ဘယ်လိုသွားမလဲဆိုတာကိုကိုဆုံးဖြတ်ပြီးတော့လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြရင်းနဲ့အားလုံးပဲနောက်ဗီဒီယိုမှာထပ်ဆုံကြ